ချစ်သူများအားလုံးကျမရွှင်လန်းကြပါစေလို့ဥစွာပထမဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့လူကြီးမိဘတွေအဖိုးအဖွားတွေအသုံးများပြီးတောင်းရတဲ့ပုံစံကတော်တော်လေးဆန်းဆန်းမပြရှိရတဲ့အယိုးဝယောဂကုသဆေးတွေအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်Alendronic acid, ibandronic acid နဲ့ ricidronic acid လို့ခေါ်တဲ့ဆေးတွေကိုအာနိသင်ပြေဝရအောင်ဘလို့မမှန်ကန်ကန်တောက်ရမလဲဆိုတာအတူတူနားထောင်ကြည့်အောင်လားရှင်ဒီဆေးတွေကအစာအိမ်ထဲမှာအလွယ်တကူစုပ်ယူနိုင်ဖို့အတွက်အချက်၄ချက်ကိုမဖြစ်မနေလိုက်နာရပါမယ်မနက်အရာထထချင်းဘာမှမစားသေးခင်ရေများများနဲ့အရင်ဆုံးတောက်ပေးရပါမယ်တခြားဘယ်ဆေးနဲ့မှရောမတောက်ရတယ်လို့လက်ဖက်ရည်ကော်ဖီဖြော်ရည်နဲ့လည်းတွဲမတောက်ရပါဘူးရှင်ဆေးတောက်ပြီးနိုင်ဝက်အတွင်းချက်ချင်းပြန်မလဲရပါဘူးရှင်ဒါကဆေးကြောင့်ရင်ပူတာအစာရည်မျိုးထိခိုက်တာကိုကာကွယ်ဖို့ပါအစာလုံးဝမစားသေးသလိုတခြားဆေးရည်လည်းမတောက်ရသေးပါဘူးပြင်းထန်တဲ့ကိုလက်လှုပ်ရှားမှုတွေကိုလည်းရှောင်ကျဉ်ရမှာပဲဖြစ်ပါတယ်ဒီနိုင်ဝက်အတွင်းမှာသတင်းစာဖတ်တာတရားထိုင်တာဖျားစာရွတ်တာဒါမှမဟုတ်သုံးမွေးထိုးတာမျိုးလို့ငြိမ်သက်တဲ့အလုပ်လေးလုပ်ရင်အချိန်ဖြုံးနိုင်ပါတယ်ရှင်နိုင်ဝက်ကြော်သွားပြီဆိုရင်တော့ပုံမှန်အတိုင်းအစားတောက်စားလို့ရပါပြီရှင်ဒီဆေးတွေကတပတ်တစ်ချိန်တောက်ရတာမျိုးဖြစ်တဲ့အတွက်ရက်သက်မှတ်ချက်တိကျဖို့လိုပါတယ်ဥပမာတနင်္ဂနွေနေ့တိုင်းတောက်မယ်လို့သတ်မှတ်ထားရင်တနင်္ဂနွေနေ့မှာပဲတောက်ရပါမယ်တနင်္ဂနွေနေ့မှာတောက်ဖို့ပြီးသွားပြီးနေ့လယ်မှာတတိရတယ်ဆိုရင်အဲ့နေ့လယ်မှာဆေးကိုမတောက်ပါနဲ့တော့နောက်တနေ့တနင်္လာနေ့မနက်မှာတောက်ပေးရပါမယ်ရှင်ပြီးခဲ့တဲ့ဘက်ကမတောက်ဘူးလို့ဆိုပြီးဒီအပတ်မှာဆေးနှလုံးတစ်ဘယ် dose လုံးဝစုတောက်တာမျိုးမလုပ်ရပါဘူးရှင်တကယ်လို့မှားရင်ပြီးဆေးပမာဏအများကြီးတောက်မိသွားရင်တော့ရေများဒါမှမဟုတ်နောက်တစ်ပံခွက်တောက်ပြီးနီးစက်ရဆရာဝန်စီအမြန်ဆုံးဆက်သွယ်ပြသဖို့အကြံပေးပါရစေရှင်စီဝကချစ်သူများအားလုံးဆေးတွေကိုနီးစနစ်မမှန်ကန်ကန်တောက်သုံးခြင်းဖြင့်ယောဂဝေဒနာတွေကနေအမြန်ဆုံးသက်သာပြောင်းလဲကြပါစေလို့ဆုတောင်းပြီးရင်ဒီနေ့ရဲ့ Pharmacy Talk အစီအစဉ်လေးကိုဒီမှာရင်းခေတ္တရနာခွင့်ပြုပါရှင်အားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်Siwaka